ချက်နေတာပါချက်သားစီပြန်တော့ဒီနေ့ကအုံထမင်းစားတာကြာလို့နဲ့ချီနေတွေ့တက်မှာကြောက်ပြီးစားတာအခုတော့ဒီနေ့တော့အုံထမင်းစားမယ်အုံထမင်းကဒီကအုံတို့တအားကောင်းတယ်အုံတို့ကတော်တော်ကောင်းတယ်ပြင်းနေတာပဲညာဒါကအုံထမင်းမှာချက်တော်နီပါတယ်ငွေးနေတော့အုံကြီးတော်တော်ကောင်းတယ်ချက်တော်နီပါတယ်စီပါတယ်စီကတော့အမေထွားပဲစီတန်းဗမာပြည်ကဝယ်လာတာအမေထွားပဲစီတန်းရဲ့တကြားနဲ့စားနဲ့အုံကြီးတောင်းကောင်းတယ်เนาะဒါအုံထမင်းဒါကအခုချက်ပြီးသားညစ်ချင်တဲ့ဝတ်သားနဲ့ဝတ်လေဒီမှာဒါကောင်းတယ်ဝတ်သားတော်တော်ကောင်းဤစိတ်နေတယ်เนาะဝတ်သားနဲ့ညစ်ချင်တဲ့ဒါကအခုကြော်ထားတာကော်ပီကြော်เนาะပြီးစားပြမယ်တေးချစားပြမယ်အားရပါရစလုံးနဲ့ကိုစားပြမယ်ကျွန်တော်ကနေအောင်သိပ်ပြီးကြည့်လို့မရဘူး။ကောင်းနေရလည်းနေတအားထိုးနေတယ်။အဲဒါကြောင့်ပါ။ညမှန်တက်ထားတာရှိုးထုတ်လာတာပေါ့။ရှိုးကထုတ်စရာအောင်။ဘာလို့လဲဆိုတော့ကိုပေကိုချောလေဟုတ်တယ်လား။တကယ်ချင်းနေပြီးပါတယ်။အုံထမင်းလည်းကြက်ပြီ။ချက်သားဟင်းလည်းကြက်ပြီ။ဝတ်သားနဲ့မြစ်ချင်လည်းကြက်ပြီ။နော်အုံထမင်းကဒီမှာကြက်တော်နေတယ်။ထမင်းဗမာထမင်းကိုစားရင်လက်နဲ့ပဲစားတယ်အဲ့လိုလက်နဲ့အားရပါရနေအဲ့လိုနေဖက်ပြီးတော့ပဲစားတာအဲ့ဒါငယ်ငယ်လေးတွေကဗမာသမီးရောလက်နဲ့ရှယ်ထွေရမှကြိုက်တယ်သူကကြက်မီပါလားပါလားမကြက်အမာကြက်ပဲပေါ့နော်ရန်ကောညချင်တဲ့ဝတ်သားလေနော်ဆွဲပါအားရပါရဆွဲပြသမင်းကိုဘယ်လိုစားရလဲဆိုတော့သမင်းစားတဲ့အချိန်တစ်ချိန်ကိုဘယ်တော့မှမရှက်နဲ့ဘယ်နေရာရောက်ဘယ်နေရာမှာသွားစားသမင်းဆိုတော့အားရပါရစားရတယ်သမင်းကိုခီးစားရတယ်အဲ့လိုမျိုးအော်ကဲ